ယုံကြည်စိတ်ချရတဲ့ဘဝလက်တွဲဖော်လိုခြင်းရင်တည်ထားရမယ့်အချက်များတန်မိုးထားမှုနဲ့လေးစားမှုအချင်းချင်းရဲ့ထင်မြင်ချက်ခံစားချက်ကိုယ်ပိုင်နေရာကိုလေးစားတတ်သူဖြစ်ရမယ်။နှစ်ပွင့်လင်းရိုးသားမှုငွေကြေးအတိတ်ဆက်ဆံရေးလက်ရှိအခြေအနေတွေကိုဖုံးကွယ်မထားဘဲပွင့်ပွင့်လင်းလင်းပြောတတ်သူဖြစ်ရမယ်။၃စိတ်ခံစားမှုယဉ်ကျေးမှုဒေါသထိန်းနိုင်တဲ့အကျက်တဲမှာတည်ငြိမ်ပြီးတာဝန်ယူတတ်သူဖြစ်ရမယ်။၄ယုံကြည်ကိုးစားနိုင်မှုကတိအတိုင်းနေတဲ့အချိန်မှန်တက်ပြောတဲ့စကားအတိုင်းလုပ်တတ်သူဖြစ်ရမယ်။၅ဆက်သွယ်ပြောဆိုနိုင်စွမ်းကိုယ်ခံစားချက်ကိုဖွင့်ဟပြောဆိုတတ်နားထောင်တတ်အငင်းပွားမှုတွေကိုအပြန်အလှန်ဖြေရှင်းတတ်ရမယ်။၆ဘဝရည်မှန်းချက်တူညီမှုအိမ်အောင်ရေးသားသမီးငွေကြေးစီမံခန့်ခွဲမှုဘာသာရေးနဲ့လူမှုရေးရှုထောင့်တွေမှာစင်တူရိုးမှဖြစ်စေညှိနှိုင်းလက်ခံနိုင်စွမ်းရှိရမယ်။ခုနှစ်အခက်ခဲခံနိုင်ရေးဘဝမှာအတက်အကျတွေရှိလာတဲ့အခါအတူတူရင်ဆိုင်ဖြေရှင်းနိုင်တဲ့စိတ်ဓာတ်ရှိရမယ်။၈မိသားစုနဲ့မိတ်ဆွေများအပေါ်ဆက်ဆံပုံကိုမိသားစုကိုချစ်ခင်လေးစားပြီးမိတ်ဆွေစစ်တွေရှိသူဟာရေဘူးရအားဖြင့်စိတ်ချရတတ်တယ်။ကိုဘဝအပေါ်အပြုသဘောဆောင်မှုအမြဲအပြစ်ရှာနေညှဉ်းညူနေတဲ့သူထက်ဘဝကိုအကောင်းမြင်တတ်ပြီးအားပေးကူညီတတ်သူကပိုကောင်းတယ်။တစ်ဆက်ကိုနဲ့ကိုက်ညီမှုပြောသမျှမှန်တယ်လုပ်သမျှကောင်းတယ်ဆိုပေမဲ့ကိုနဲ့စိတ်သဘောထားလူနေမှုပုံစံမကိုက်ညီရင်လည်းရေရှည်မှာအဆင်မပြေနိုင်ဘူး။ဘဝလက်တွဲဖော်ရွေးချယ်ရမှာအပေါ်ယံအစင်းအယောင်ထက်အထက်ပါအရေးသွေးတွေကိုအချိန်ယူစောင့်ကြည့်ဖို့အရေးကြီးပါတယ်